အားလုံးပဲပေါ့နော်လိုင်းပေါ်မှာရှိကြတဲ့အကိုအမများအားလုံးပဲမင်္ဂလာပါလို့နော်ကျွန်တော်လူတရကနှုတ်ခွန်းဆက်ပါတယ်ဗျအဲ့တော့လာမဲ့ပွဲပေါ့လာမဲ့ပွဲကတဲ့ဘယ်နှစ်ရက်ကစလဲဆိုတော့18ရက်ပေါ့နော်18ရက်5လကနေ22ရက်5လပေါ့ဆိုတော့တပတ်စာပေါ့နော်အဲ့တော့တပတ်စာမွေးကွက်ကလေးတွေပုံမှန်လေးလွှင့်ပေးနေကြပါပဲပေါ့နော်ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့အချိန်မီကာလမီလေးတော့တက်လာပြီးတော့လွှင့်ပေးတာပါပဲမိမိတို့အနေနဲ့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေပေါ့နော်ကြိုက်တာလေးကိုတွေ့ရင်ယူပြီးတော့သုံးပေါ့နော်မကြိုက်တာလေးကိုတွေ့ရင်ပယ်လိုက်ပေါ့ပြောချင်တာကတော့ကျွန်တော်ကအကူအညီလေးတစုံတစရလို့ရညာပေါ့နော်အဲ့တော့ပြပေးပါတယ်လို့နော်ဒီပွဲဆိုရင်ကျွန်တော်စိတ်ထဲမှာအပြင်ကလူတွေအတွက်စိတ်မကောင်းလို့ကျွန်တော်ကြာတာပရိသတ်ကြာကဲပေါက်ကိုတောင်တက်ပြခဲ့ပါသေးတယ်ပေါ့နော်အဲ့တော့လာမယ့်ပွဲအတွက်ဆိုရင်ကျွန်တော်နေတိုက်ကလေးတွေပါလွှင့်ပေးမယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြန်ပြီးတော့နည်းနည်းလေးအလုပ်ကိုပြန်လုံးပန်းနိုင်လာပြီနော်ပြန်လွှင့်ပေးမယ်အဲ့တော့တဲ့နော်ကွန်မန့်ရေးနေတော့အကိုအမများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့လည်းဆုတောင်းပေးပါတယ်ဗျနော်မင်္ဂလာပါတဲ့ဟုတ်ကဲ့မင်္ဂလာပါလို့နော်ဆိုတော့ကွန်မန့်ရေးတဲ့အကောင့်နာမည်တွေတော့အကုန်လုံးလိုက်ဖတ်ဖို့မလွယ်တော့လို့ပါနော်အဲ့တော့အားလုံးကိုတချို့ကလည်းပါလဲဆိုတော့ကွန်မန့်ရေးတဲ့အကောင့်နာမည်လေးတွေပြန်မဖတ်ရင်တော့သူတို့ကအပြန်လှန်လေးစားမှုအာရုံနေတယ်ပေါ့လေသူတို့ကဒီလိုမျိုးလေးယူဆခြင်းနဲ့မဟုတ်ပါဘူးလို့နော်ကျွန်တော်အနေနဲ့ပြန်ဖတ်ဖို့အတွက်တခါတလေမှအချိန်မရလိုက်လို့ပေါ့နော်အဲ့တော့ဒီပွဲမှာတော့ကျွန်တော်အများကြီးလည်းမပြပါဘူးထီမိမိနဲ့ပဲကျွန်တော်အတက်နိုင်ဆုံးကျင်းချုံပြီးတူတူနဲ့လူရင်းပဲပြမယ်ပေါ့နော်ဖြစ်နိုင်ရည်အရှိဆုံးပြမယ်ဘာဖြစ်လို့လဲဆိုတော့အပြင်ကလူတွေလည်းမအောင်မြင်လို့မဖြစ်ဘူးအောင်မြင်မှဖြစ်မယ်ပေါ့နော်ကြံခဲ့တဲ့ပွဲကတော့ကျွန်တော်မွေးကနန်းနှစ်ခွက်ကိုစိုက်ပါပေးပြီးတော့ကျွန်တော်ပြလိုက်တယ်နော်အဲ့တော့တချို့ကတော့ထင်တာပေါ့လာမဲ့ပွဲမှာလည်းလူသားရကဒီမွေးကနန်းနှစ်ခွက်ကိုထပ်ပြီးပေးအောင်မှာလားပေါ့နော်စိုက်ကြီးနဲ့အတူတူပြထားတဲ့အခါကျတော့အဲ့တော့မင်္ဂလာညနေခင်းမှာကိုလူသားရရေးတဲ့ဟုတ်ကဲ့ပါလို့နော်မင်္ဂလာပါဗျအဲ့တော့ပြောချင်တာကတဲ့ဘာလဲဆိုတော့ကျွန်တော်ကကနန်းတွေကိုယူတဲ့အခါမှာမွေးကနန်းပဲယူနေတိုင်းပဲယူစနစ်ကိုတော်တော်လေးညီမျှတဲ့အခြေအနေအထိချိန်ဆတယ်တဲ့နော်ချိန်ဆပြီးမှကျွန်တော်ယူတာပါအထူးသဖြင့်တော့အဖွဲ့ဝင်မွေးကနန်းဆိုရင်ကျွန်တော်အနေနဲ့ site ကို2 site 3 site မညီဘဲနဲ့ကျွန်တော်မပေးပါဘူးပေါ့နော်ဒါကြံခဲ့တဲ့ပွဲကကျွန်တော်ထုတ်ပြလိုက်တဲ့ site တစ် site ပြီးတဲ့အခြားသော site 2 site 3 site ရှိပါသေးတယ်သူနဲ့အတူအလားတူညီမျှတာရှိလို့လည်းကျွန်တော်ဆွဲထုတ်လာတာပေါ့နော်ဒါကိုပွဲထုတ်လိုက်တာသို့တော်ညာလဲဒီပွဲမှာလဲအဲ့ဒီမွေးကနန်းနှစ်ကွက်ကကြံခဲ့တဲ့ပွဲကစိုက်ပြထားတဲ့မွေးကနန်းနှစ်ကွက်ကမကြတော့ဘူးလားလို့မေးရင်ကျွန်တော်ကြားတယ်မကြားဘူးမဖြေပါဘူး။ဘာကြောင့်လဲလို့ဆိုတော့ကြားရင်လည်းကြားနိုင်ပါတယ်။သို့တော်ညာလဲကျွန်တော်အဲ့ဒါကိုမပေးပါဘူး။ဒီပွဲမှာကျွန်တော်မွေးကနန်းပေးမှသည်အခြားသောသူ့လိုပဲအလားတူကောင်းတဲ့ကနန်းကိုပဲကျွန်တော်ရွေးချယ်ပြီးပေးမှာပါ။မွေးကနန်းရွေးချယ်ရတဲ့အခါမှာပြဿနာတစ်ခုကရှိသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ကအရင်ဆုံးစတင်ပြီးတော့ပတ်တီးကိုအရင်ရွေးချယ်ရတယ်ပတ်တီးပြီးတော့မှတစ်ခါပြန်ပြီးပတ်တီးကိုဘာကြောင့်ရွေးချယ်ရတာလဲလို့မေးတော့ပတ်တီးဒီအစောနိုင်ဆုံးစောမဲ့တလုံးဒီလုံးမိုင်အဖြစ်ကန်ရတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုအဲ့ဒီပတ်တီးနဲ့အဲ့ဒီ break ဒီကိုက်ညီရဲ့လားဆိုတော့နောက်တစ်ချက်ပြန်ကြည့်ရတယ်ဒီ break နဲ့ဒီပတ်တီးကိုက်ညီသွားရင်တောင်မှဒီရက်အတွင်းထဲမှာဒီကြံတဲ့ခဏန်းတွေကပေါ့သူနဲ့ကတ်မဲ့ခဏန်းတွေကရောလာနိုင်ရည်ရှိလားဆိုတဲ့အခြေအနေမျိုးကိုပါအကုန်လုံးသုံးသပ်ရပါတယ်လို့နော်မွေးကနန်းထုတ်တယ်ဆိုတာတော်တော်ခက်ခဲပါတယ်ဒါပွင့်ပွင့်လင်းလင်းပြောတာပါအဲ့တော့ချွေးတွေတန်တွေထွက်အောင်သာရုံးကန်ပြီးမလုပ်ရပါဘူးအလုံးမလုပ်ရပါဘူးစာရွက်တရွက်ပေါ်မှာထားရတဲ့မျက်လုံးနှလုံးကတော့အတော်လေးအာရုံစိုက်ထားရပါတယ်ကျွန်တော်တို့လည်းနော်အဲ့တော့လွယ်နဲ့ထစားရတဲ့ထမင်းမဟုတ်ပါဘူးပွင့်ပွင့်လင်းလင်းပြောတာပါအဲ့ဒီထဲမှာကျွန်တော်ရဲ့မိသားစုဝင်တွေအောင်မြင်မှုနည်းတဲ့အခါကျရင်ကျွန်တော်တို့ဒီကိုစားတဲ့ထမင်းကိုစိတ်မရဲသလိုကြီးခံစားရတယ်နော်ဒါအမှန်တိုင်းပြောတာအဲ့တော့ကျွန်တော်မှာကလာမယ့်အပတ်ပြည့်ရက်ရှိတယ်မရှိပါဘူးလို့လာမယ့်အပတ်မှာပြည့်ရက်မရှိဘူးနော်ဒီတလာလုံးရက်ပြည့်ထွက်တယ်ကျန်တဲ့နှစ်ပွဲစလုံးကနှစ်ပတ်စလုံးကနော်ရက်ပြည့်ထွက်တယ်ဟိုလာမဲ့ဂျွန်လပေါ့ဂျွန်လက1ရက်နေ့နဲ့3ရက်နေ့2ရက်ပိတ်သွားတယ်နော်အဲ့ဒီမှာတော့တစ်ပတ်ထဲမှာ2ရက်ပိတ်သွားတယ်ခွာပိတ်ကြီးပေါ့သူက1ရက်နေ့နဲ့3ရက်နေ့ဆိုတော့2ရက်နေ့မှာထွက်မယ်ပြီးတော့4 5 6ထွက်မယ်ပေါ့နော်အဲ့လိုမျိုးထွက်လိမ့်မယ်ဆိုတော့ကဲဟုတ်ပါပြီလို့နော်ဆိုတော့လာမယ့်ပွဲရလည်းပြက်ပွဲမရှိဘူးလို့เนาะအဲ့တော့မွေးကနန်းယူရတာလည်းကောင်းတယ်ရိုက်ရတာလည်းကောင်းတယ်ပြီးတော့ကျွန်တော်တို့ကကနန်းရဲ့အစဉ်အလာရပြောရရင်ကနန်းဆိုတာ2ပတ်3ပတ်ထဲပို့ပြီးတော့ဆင်းမခံဘူးအဲ့လိုဆင်းခံပေးပြီးသွားရင်လည်းရှောင်လွှဲသွားတာပဲသူ့ဘက်ကเนาะအဲ့တော့ကျွန်တော်တို့က
သူ့ဘက်ကမောင်မောင်ခေါ်တော့ကိုယ့်ဘက်ကဗျာထူးဖို့လိုတယ်သူအောင်ကျော်ခေါ်မှကိုသွားဗျာထူးရင်တော့ကိုအကြောင်းနဲ့ကိုပေါ့နော်ဒီလိုတွေခံရတတ်တယ်ဒါကြောင့်လည်းအခုဒီလာပိုင်းလေးဒီရက်ပိုင်းလေးတွေမှာကျွန်တော်မွေးကနန်းကိုအထူးဦးစားပေးပြီးလိုက်ပေးနေတာပေါ့နော်ကဲအဲ့တော့ဟုတ်ပါပြီတဲ့နော်ကျွန်တော်တို့ဆက်လိုက်ရစလိုက်ရအောင်ပေါ့အရင်ဦးဆုံးအဲ့တော့ကျွန်တော်အကူတွေအမတွေအနေနဲ့ကလည်းအားလုံးပျော်ရွှင်နိုင်ပါစေတဲ့အရှင်ဓမ္မလားအရှင်စန္ဒာအရှင်စန္ဒမလားမျက်လုံးကလည်းတိတ်မကောင်းတော့တပည့်တော်လည်းတိတ်မဖတ်တတ်တော့ဘူးခင်ဗျာအဲ့တော့မတတ်တာလည်းပါတာပေါ့နော်အဲ့မတတ်ဘူးလို့ပြောရမှာလည်းရှက်တဲ့အခါကျတော့မမြင်ရဘူးလို့ပြောတော့နည်းနည်းလေးအဆင်ပြေရလို့ထင်လို့ပါကဲဟုတ်ပြီတဲ့အဲ့တော့6မိနစ်လည်းကြော်လာခဲ့ပြီဆိုတော့ကျွန်တော်တို့စလိုက်ရအောင်တဲ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်တပည့်တော်ကျွန်တော်ရဲ့ channel ထဲမှာဝင်ကြည့်နေတဲ့နော်ဆရာတော်တန်ကတော့အရှင်မြတ်တွေအားလုံးကိုလည်းတပည့်တော်ကဒီနေရာကနေလက်ဆယ်ပြထိတ်မှာမိုးပြီးအမြဲတမ်းရှုသေးရှိခိုးလျက်ပါဗျာလို့เนาะမတော်တဆတပည့်တော်ကမသိလို့နာမည်ခေါ်မိတဲ့အခါပြောင်းမိလောင်မိတဲ့အခါတပည့်တော်ကိုစိတ်မဆိုးပါနဲ့ဗျာเนาะအကူတွေအမတွေလည်းဒီတိုင်းမှာပဲငါညီလေးငါညမလေးငါမောင်လေးဒီလိုပဲသာတွေးကြပါအားလုံးကိုเนาะအဖွဲ့ဝင်နေရတာ okay တယ်ဆိုတဲ့အကြောင်းကိုပြောတာဖြစ်မယ်เนาะသူကလည်းရေးတာကနည်းနည်းလေးခဏဖြစ်တဲ့အခါကျတော့ကျွန်တော်ကလည်းမျက်လုံးကတိတ်မကောင်းမနှဲကြည့်ဖတ်နေရတယ်အဲ့တော့ဒီပွဲကတော့အဖွဲ့ဝင်တွေမှာမ okay စရာမရှိပါဘူးတဲ့နော်မ okay စရာလည်းမရှိဘူးမဆိုပြေစရာလည်းမရှိဘူးဘာကြောင့်လဲလို့မေးကြည့်တဲ့အခါကျတော့ကျွန်တော်မိသားစုဝင်တွေကဒီ80မှာနေတိုင်းအောင်မြင်ခဲ့တယ်တဲ့ဒီ69ကဒါကျွန်တော်ပေးတဲ့ဟူးမကျော်မွေးကနန်းနှစ်ကွက်ထဲကမိန်းကနန်း69နော်အဲ့တော့ကျွန်တော်တို့ဒီမှာ60တစ်ကြိမ်ထပ်အောင်တယ်21တစ်ကြိမ်ထပ်အောင်တယ်38တစ်ကြိမ်ထပ်ပြီးတော့အောင်တယ်တဲ့နော်10ချိန်ထွက်တာကို9ချိန်အောင်ပေးတာတော့ okay မှာစိုးပြေမယ်လို့လည်းထင်ပါတယ်နော်ဒါတွေကတော့ပြောစရာလည်းမလိုတော့ပါဘူးကျွန်တော်လူတွေကိုကျွန်တော်အထွေထူးလည်းမပြောတော့ပါဘူးနော်အဲ့တော့လာမယ့်ပွဲမှာလည်းပေါ့တချို့ကထင်တာပေါ့လာမယ့်ပွဲကစိုက်ပြထားတဲ့အခါကျတော့ကြံခဲ့တဲ့ပွဲကစိုက်ပေးထားတော့လာမယ့်ပွဲမှာလည်းဒီစိုက်တိုင်းပြန်ပေးမှလားပေါ့နော်မဟုတ်ပါဘူးလို့နော်အဲ့တော့လာမယ့်ပွဲကစိုက်ကထဲကကနန်းတွေပါလာရင်လူတရကိုဖုံးခေါ်ပြီးတော့ဒါဆဲကြပါလို့မဟုတ်ပါဘူးเนาะအခြားသောကဏ္ဍကိုရွေးထားတာပါကောင်းလွန်းလို့လည်းရွေးတာပါเนาะအရင်ပြတဲ့3လခွဲထက်ကောင်းလို့ရွေးတာဗျာပွင့်ပွင့်လင်းလင်းပြောလိုက်တာเนาะမွေကဏ္ဍကတော့နှစ်ကွက်ပဲမိသားစုဝင်တွေကိုပေးမဲ့မွေကဏ္ဍကိုပြောတာเนาะကြိုပြောထားတယ်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်စလိုက်ရအောင်နဲ့အရင်ဆုံးပေါ့เนาะခြေစင်းလေးတွားလိုက်ရအောင်ပေါ့เนาะဆိုတော့ဒီ3လုံးပေါ့เนาะ368ပေါ့တနင်္လာမနက်စီထိပ်စီ sorry တနင်္လာမနက်စီကဏ္ဍနှလုံးတနင်္လာညနေစီထိပ်စီပေါ့နော်အဲ့တော့368ဆိုတဲ့ကဏ္ဍ3လုံးပေါင်းခြင်းဒီတဲ့ခွန်လို့ဖြစ်လို့ဒီပွဲမှာခွန်ရဲ့ပါဝါ2ခွန်2ပရိတ်တစ်မျိုးထွက်ရမယ်ဆိုတော့39ဆိုပြီးတော့2ပရိတ်တစ်မျိုးထွက်ခဲ့ပါတယ်တဲ့ဒါကကျွန်တော်တစ်ခါမှမပြသေးဘူးเนาะအခုမှစတာအဲ့တော့ဒီခွန်ဒီ6ဒီ3လုံးပေါင်းခြင်း6ဖြစ်လို့6တစ်ပရိတ်တစ်မျိုးထွက်မယ်ဆိုတော့15ပေါ့နော်ဆိုတော့38ပေါ့ဒါတွေက break 16 break တွေပေါ့နော်အဲ့တော့ကျွန်တော်ဒီ3ဒီ8ဒီ5ပေါ့3လုံးပေါင်းခြင်းဒီ6ရေလို့ဖြစ်လို့6တစ် break တစ်မျိုးထွက်မယ်ဆိုတော့3ည1 3ည1เนาะဒါတွေက1 break တွေပါတဲ့24 break 6ပေါ့နော်6တစ် break အဲ့တော့ကျွန်တော်ဒီ2ဒီ4ဒီ3ည3လုံးပေါင်းခြင်း6ဖြစ်လို့6တစ် break ဒီတစ်မျိုးထွက်မယ်ဆိုတော့တဲ့ဒီပွဲထဲမှာ6တစ် break ထဲက42ဒီ break 6တဲ့เนาะအဲ့တော့သူ့အတိုင်းပဲအပင်ကြီးကိုပြန်စစ်ကြည့်လို့ရတယ်လို့เนาะမြန်အောင်သွားမယ်เนาะဒါဟင်းသရသွားတာမဟုတ်ဘူးမြန်အောင်သွားတာအဲ့တော့ကျွန်တော်တို့ဘယ်နှလားရှိပြီလဲဆိုတော့ဒီကနေစပြတာပေါ့เนาะဒီကနေဆိုတော့ဒီကလာဝက်ကလေးပေါ့1 2 3 4 5 6လပေါ့เนาะ6လခရီးကိုသွားရမှာပါတဲ့เนาะ6လတော့မပြည့်တတ်သေးဘူးအဲ့တော့ကျွန်တော်တို့ဒီလိုတနင်္လာပြပွဲရှိတဲ့ပွဲတွေကတော့ယူလို့မရဘူးเนาะကြိုပြောထားတယ်ကျွန်တော်ကတနင်္လာကိုယူတာဖြစ်လို့အဲ့တော့ဒီပွဲကိုကြည့်လိုက်ရအောင်တဲ့ဒီ1ဒီ3ဒီ3 3လုံးပေါင်းခြင်းခွန်ဖြစ်လို့ခွန်2 break တစ်မျိုးထွက်ရမယ်ဆိုတော့ကတဲ့98က break ခွန်34က break ခွန်တဲ့เนาะအဲ့တော့ခွန် break ပေါ့ဗျာအဲ့တော့ဒီ9ဒီ6ဒီ9 3လုံးပေါင်းခြင်း3ညဖြစ်လို့ဒီပွဲမှာ3ည5 break ဒီတဲ့တစ်မျိုးထွက်ရမယ်တဲ့3ည5က break เนาะအဲ့တော့3ည5 break တဲ့တစ်ချက်ပေါ့เนาะနောက်တစ်ချက်စဉ်းစားလိုက်ကြရအောင်တဲ့เนาะကျွန်တော်တို့အင်္ဂါနေ့ညနေစီကဏ္ဍနှလုံးပေါ့နော်အင်္ဂါနေ့ညနေစီကဏ္ဍနှလုံးပေါင်းခြင်းဒီတဲ့85လို့ရှိခြင်းကြောင့်နှလုံးပေါင်းခြင်း38ပရိတ်တစ်မျိုးထွက်ရမယ်ဆိုတော့3ရဲ့ပါဝါ8နော်38ပရိတ်တစ်မျိုးထွက်ရမယ်ဆိုတော့1ခွန်ကပရိတ်8တဲ့နော်35ကပရိတ်8တဲ့အဲ့တော့38ပရိတ်ပေါ့ဗျာ
ဆိုတော့85ကပရိတ်3နော်အဲ့တော့အင်္ဂါနေ့ညနေစီကဏ္ဍနှလုံးပေါင်းခြင်း1ခွန်လို့ရှိခြင်းကြောင့်နှလုံးပေါင်းခြင်း8ဖြစ်လို့83ပရိတ်တစ်မျိုးထွက်ရမယ်ဆိုတော့86ကပရိတ်3တဲ့နော်ဓမ္မအင်္ဂါနေ့ညနေစီမှာခွန်လို့ရှိခြင်းကြောင့်နှလုံးပေါင်းခြင်း4ဖြစ်လို့နောက်တစ်ပွဲမှာ49ပရိတ်တစ်မျိုးထွက်ရမယ်ဆိုတော့ကကျွန်တော်တို့45ကပရိတ်9တဲ့49ပရိတ်ထဲကနော်အဲ့တော့ဒီမှာ53လို့အင်္ဂါနေ့ညနေဈေးမှာရှိခြင်းကြောင့်နှလုံးပေါင်း8ဖြစ်လို့83ပရိတ်တစ်မျိုးထွက်ရမယ်ဆိုတော့ကတဲ့83ပရိတ်ထဲကဒီ3ည3ဒီပရိတ်3တဲ့နော်အဲ့တော့ဒီ3ညဒီ1နှလုံးပေါင်း1ဖြစ်လို့16ပရိတ်ထဲကတစ်မျိုးထွက်ရမယ်ဆိုတော့က42ကပရိတ်6တဲ့နော်အဲ့တော့သူလည်းဒီတိုင်းပါပဲလို့နော်သူကတော့ဒီပွဲကနေစပြီးတော့သွားတာပါမင်းရောင်လေးတွေတော့မပြောင်းသေးဘူးနော်ပြစရာတွေကအများကြီးရှိသေးလို့အဲ့တော့သူလည်း6လခရီးပါပဲတဲ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာပြန်ဆန်းစစ်ကြည့်လိုက်ရအောင်တဲ့ဒီ3ညဒီ3ညနှလုံးပေါင်းခြင်း3ညလို့ဖြစ်လို့3ည5ပရိတ်ထဲကတစ်မျိုးထွက်ရမယ်ဆိုတော့3ည5ဒီပရိတ်5ပါတဲ့အင်္ဂါညနေမှာထွက်တယ်နော်အဲ့တော့ဒီအင်္ဂါညနေမှာ3ည5လို့ရှိခြင်းကြောင့်နှလုံးပေါင်းခြင်း9ရဲ့လို့ဖြစ်လို့ဒီပွဲမှာ9 3ညပရိတ်တစ်မျိုးထွက်ရမယ်ဆိုတော့9 5က3ညပရိတ်69ကပရိတ်5တဲ့9 3ညပရိတ်ထဲကနော်အဲ့တော့လာမယ့်ပွဲကိုကြည့်ရင်လေတဲ့အင်္ဂါညနေဈေးမှာ69လို့ရှိရင်ကြောင့်နှလုံးပေါင်းခြင်း9ရဲ့လို့ဖြစ်လို့သူကလည်း9 3ညပရိတ်တစ်မျိုးထွက်ရမယ်တဲ့နောက်တစ်ချက်ပေါ့နော်ဒီပွဲထဲမှာပရိတ်တစ်မျိုး9 3ညပရိတ်တစ်မျိုးအဲ့တော့ဒါတွေကတော့ပေမီတောက်မီတော့ကနန်းဟိုရှာထားတာမဟုတ်ပါဘူးလို့ကလင်နာတစ်ပြင်လုံးမှာ9လကျော်ကျော်6လခရီးလေးတွေပဲရှာထားတာပေါ့နော်အဲ့တော့ကလူတရကြီးရဲ့မြန်အောင်ရောက်ရင်ဝင်ခဲ့အောင်တဲ့ဟုတ်ကဲ့ပါလို့ကိုခိုင်တိုးဆိုတဲ့အကောက်ဟုတ်ကဲ့ပါဗျာလို့မြန်အောင်ကလည်းကျွန်တော်လည်းကြားဘူးတာပဲရှိတာပါဗျာဘယ်လိုလုပ်ရောက်မလဲเนาะရောက်ရင်တော့ဝင်ကျင်တာပေါ့ကျွန်တော်လူတွေရှိတဲ့နေရာဘယ်နေရာမဆိုရောက်ရင်ကျွန်တော်အလဲဝင်ကျင်ပါတယ်ခင်ခင်မင်မင်ပေါ့ဒီလိုပေါ့เนาะချစ်ချစ်ခင်ခင်ချင်းချင်းနာနာဘာဖြစ်လို့လဲဆိုတော့လူချင်းမမြင်ရတာတော့မှပဲကျွန်တော် line ပေါ်ကနေဒီလိုပဲဟိုချစ်ကြီးလေးတွေပေးကြတယ်ပြောရမှာပေါ့เนาะချစ်ကြီးလေးတွေပေးစေတနာကြီးလေးတွေပေါ့ဒီလိုလေးတွေနဲ့တွားနေကြသေးတာပဲအားလုံးကเนาะဘာပဲဖြစ်ဖြစ်မိသားစုဝင်နေဆိုလဲကျွန်တော်မိသားစုအရင်ချလို့ဖြစ်နေပါပြီအကုန်လုံးကเนาะအဲ့တော့ကဲဟုတ်ပါပြီပေါ့ဆိုတော့ကျွန်တော်တို့ဆက်လိုက်ရအောင်နဲ့9 3ညပရိတ်က2မျိုးတော့ထောက်ထားတွေ့သွားပါပြီတဲ့အဲ့တော့ကျွန်တော်တို့နောက်တစ်ချက်ထပ်ပြီးစဉ်းစားရအောင်တဲ့ဆိုတော့ကတောက်ကြနေ့မနက်စီထိတ်စီတောက်ကြညနေစီထိတ်စီရဲ့နော်ဒီခွန်ဒီ6နှလုံးပေါင်းခြင်း3ရလို့ဖြစ်လို့38ပရိတ်မပြောက်ရဘူးဆိုတော့ကတဲ့38ပရိတ်ထဲကဘာတွေရှိလဲဆိုတော့3ည8ဒီတဲ့ပရိတ်8တဲ့နော်အဲ့တော့တောက်ကြနေ့မနက်စီထိတ်စီတောက်ကြညနေစီထိတ်စီဒီ4ဒီ3ညနှလုံးပေါင်း4ရလို့ဖြစ်လို့4 9ပရိတ်ဒီပွဲထဲမှာမပြောက်ရဘူးဆိုတော့ကတဲ့30နဲ့1ဒီပရိတ်4 81ဒီပရိတ်9တဲ့4 9ပရိတ်ထဲကနော်အဲ့တော့ကျွန်တော်တို့ဒီကိုနှလုံးပေါင်းခြင်း8ရေလို့ဖြစ်လို့83ပရိတ်ဒီမပြောက်ရဘူးဆိုတော့က80တဲ့ဒီမှာနော်ပရိတ်8ထွက်တယ်နော်83ပရိတ်ထဲကအဲ့တော့ကျွန်တော်တို့ဒီမှာကတော့တောက်ကြနေပိတ်ထားလို့နောက်ပွဲအတွက်ယူလို့မရပါဘူးတဲ့နော်အဲ့တော့သူ့ရဲ့အစဉ်အလာကိုကြည့်ရင်လေတဲ့အတော်ကြာခဲ့ပါပြီလို့နော်ကဲဟုတ်ပါပြီဆက်လိုက်ရအောင်ဒီဘက်ကိုကျွန်တော်တို့ပြန်ကြည့်လိုက်ရအောင်လို့နော်ထိတ်တစ်ချက်ပိတ်တစ်ချက်နှစ်ချက်ပဲပြတာမြန်ကျင်လို့ပါလို့နော်ပြစရာတွေရှိသေးတယ်အဲ့တော့ကျွန်တော်တို့ဒီပွဲမှာကြည့်ရင်ပေါ့နော်တောက်ကြနေ့မနက်ဈေးက2ထိပ်တောက်ကြညနေဈေးက6ထိပ်ဒီ2ဒီ6နှလုံးပေါင်း8ရေလို့ဖြစ်လို့ဒီပွဲထဲမှာ83ပရိတ်တစ်မျိုးထွက်ရမယ်ဆိုတော့ကကျွန်တော်တို့99ဒီပရိတ်8 21ဒီပရိတ်3 38ဒီပရိတ်8တဲ့နော်38ပရိတ်ထဲကအဲ့တော့လာမဲ့ပွဲကိုကြည့်ရင်လေတဲ့တောက်ကြမနက်ဈေးက3ညထိပ်တောက်ကြညနေဈေးက9ထိပ်3ည9နှလုံးပေါင်းခြင်း9ရေလို့ဖြစ်လို့9ရဲ့ပါဝါ3ည9 3ညပရိတ်ဒီတဲ့ဒီပွဲထဲမှာတစ်မျိုးထွက်ရမယ်တဲ့နော်ပြဿနာပဲလို့ခဏလေးပါလို့နော်ပြီးရင်ကြင်ပေးပါမယ်နော်ဆိုတော့9 3ညပရိတ်ဒီတစ်မျိုးထွက်ရမယ်တဲ့အဲ့တော့3ချက်ရှိသွားပါပြီလို့ဒါကတော့9လခရီးပေါ့နော် 3D ပါထွက်တယ်တဲ့38ခွန်လို့တော့ကြားတယ်လို့နော်38ခွန်3D ဘက်ကိုတိတ်အာယုံမဆိုင်နိုင်ပါဘူးဗျာကျွန်တော်လည်းအဲ့ဒီ 2D ကိုပဲပြောချင်တာကကျွန်တော်လူတွေကိုကျွန်တော်ထိထိမိမိလေးပြပေးချင်တာပေါ့နော်ဘာဖြစ်လို့လဲဆိုရင်အမျိုးရည်တွေအများကြီးလိုက်ပြနေမယ်အစားတစ်မျိုးတည်းကိုထိထိမိမိလေးလိုက်ရရင်ကျွန်တော်ရဲ့လူတွေအတွက်ပို့ပြီးတော့ပဲအဆင်ပြေမလားပေါ့နော်အပြင်ကလူတွေဆိုလဲရန်ခဲ့တဲ့ပွဲကအောင်မြင်မှုမရှိသလောက်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒီပွဲမှာတော့ကျွန်တော်အပြင်ကလူတွေလည်းအောင်မြင်စေခြင်းနဲ့အတွင်းထဲကလူတွေလည်းအောင်မြင်စေခြင်းနဲ့အကုန်လုံးညီညီမျှမျှလေးပေါ့နော်ဆိုတော့အဲ့တော့အပြင်ကလူတွေကိုလည်းကျွန်တော်အများကြီးပေးမှာမဟုတ်ဘူးအများကြီးလည်းပြမှာမဟုတ်ဘူးနော်
အဲ့တော့ကအများကြီးမပြလို့လေသဘောမကျမရှိနဲ့နောက်ရကြတော့ကျွန်တော်နေ့တိုက်ကလေးတွေပြရင်းနဲ့မွေးကနန်းလေးတွေကြံရှိနေတဲ့မွေးကနန်းလေးတွေကိုကျွန်တော်ထုတ်ပြီးတော့တဖြည်းဖြည်းပြပေးသွားမယ်ပေါ့နော်ချုပ်ွက်လေးတွေကျွန်တော်နင်းပေးသွားမယ်သူ့ရဲ့နဲ့သူစောမဲ့ဟာကိုကျွန်တော်အရင်ဆုံးဆွဲထုတ်လာတာပါလို့ဒီလိုပြောချင်တယ်နော်အဲ့တော့ဒါကအပြင်ကလူတွေမဟုတ်ပါဘူးကျွန်တော်မိသားစုဝင်နေလဲဒီကနန်းလေးတွေကကြည့်လို့ရပါတယ်သဘောလဲကြဖို့ကောင်းပါတယ်နော်အဲ့တော့ဘရိတ်ကတော့9-3ညဘရိတ်ကို3ချက်ရှိသွားပါပြီလို့เนาะကျွန်တော်ပြတာလာမယ့်ပွဲမှာမပြပါဘူးလို့เนาะအဲ့တော့ကျွန်တော်တို့စဉ်းစားလိုက်ကြအောင်ဆိုတဲ့နောက်တစ်ချက်ပေါ့เนาะဒါကတော့ကျွန်တော်တို့ဘယ်နှလရှိပြီလဲဆိုတော့6လပေါ့เนาะ6လကိုကျွန်တော်ကလင်ဒါက6လအပြည့်မရှိပါဘူးဒါလေးက9လပဲရှိတယ်ကျွန်တော်ကအတူလေးကိုဖြတ်ထားတာဆိုတော့เนาะမှန်လာတာတော့6လလဲကြော်လာခဲ့ပါပြီเนาะ10လလား6လလားတော့ကျွန်တော်အတိအကျမသိဘူး6လရဲ့အထက်မှာပဲရှိတယ်เนาะအဲ့တော့ဒီဘရိတ်ကဒါကလည်းမပြမဖြစ်ဘရိတ်တစ်မျိုးပေါ့နော်အာလာလာပြန်ချနေတယ်လीလို့ခဏလေးစောင့်ပါဦးလို့နော်ဆိုတော့တဲ့ကျွန်တော်တို့ဟောဒီကတနင်္လာမနက်စည်းထိတ်စီးရဲ့ဗုဒ္ဓဖူးမနက်စည်းထိတ်စီးရဲ့တဲ့ဒီခွာပေါင်းခြင်းပေါ့နော်ဒီ3ဒီ6နှလုံးပေါင်းခြင်း9ရဲ့လို့ဖြစ်လို့9ရဲ့ပါဝါ4 9 4ပရိတ်ဒီရဲ့3ရဲ့အတွင်းမှာထွက်ရမယ်တဲ့3ရဲ့အတွင်းနော်ဒါပေမဲ့ဒီကြားထဲမှာ6လခကြီးမှာတစ်ကြိမ်ကြာတာပရိရောက်ဖူးတယ်ကျွန်တော်ကြိုပြောထားတယ်နော်တစ်ကြိမ်ကြာတာပရိကိုရောက်ဖူးတယ်ဒါပေမဲ့6လခကြီးလုံးမှာမှဗုဒ္ဓဖူးမကျော်တာဖြစ်သည့်အတွက်ကျွန်တော်ဖူးမကျော်လို့ပဲ3ရက်အတွင်းလို့ပဲခေါ်လိုက်မယ်နော်အဲ့တော့4 9ပရိတ်ဆိုတဲ့အခါကျတော့တဲ့45ဒီပရိတ်9ပါတဲ့36ဒီပရိတ်9တဲ့နော်4 9ပရိတ်ထဲကပရိတ်9ထွက်ပါတယ်တဲ့အဲ့တော့ဒီ3ညဒီ4ခွာပေါင်းခြင်းနှလုံး4ရယ်လို့ဖြစ်လို့4ရဲ့ပါဝါ9 4 9ပရိတ်ဒီ3ရဲ့အတွင်းဆိုတော့31ဒီပရိတ်4 81ဒီပရိတ်9တဲ့နော်အဲ့တော့ကျွန်တော်ဒီ4ဒီ2နှလုံးပေါင်း6ရယ်လို့ဖြစ်လို့တဲ့6တစ်ပရိတ်ဒီ3ရက်အတွင်းဆိုတော့က42ကပရိတ်6တဲ့เนาะ6တစ်ပရိတ်ထဲက42ဆိုပြီးတော့ဗုဒ္ဓဖူးမနက်မှာထွက်ပါတယ်တဲ့เนาะအဲ့တော့ကျွန်တော်တို့ဒီ9ဒီ4နှလုံးပေါင်း3ရက်လို့ဖြစ်လို့38ပရိတ်ဒီတဲ့3ရက်အတွင်းဆိုတော့က38ပရိတ်ထဲကကြာတာပရိနိမနက်စေးမှာ30လို့ထွက်ပါတယ်တဲ့ပရိတ်3ပေါ့အဲ့တော့ဘာလို့ကြာတာပရိကိုရောက်တာလဲဆိုရင်ဒီပွဲကဗုဒ္ဓဖူးပိတ်ထားတာဖြစ်လို့3ရက်အတွင်းပေါ့เนาะ6ကြိမ်အတွင်းလို့ခေါ်ရမှာအကြိမ်ကြီးနဲ့ခေါ်ရမှာပေါ့မှန်တော့เนาะအဲ့တော့ကဲဟုတ်ပါပြီတဲ့ဒီမှာကတော့ယူလို့မရဘူးဗုဒ္ဓဖူးပိတ်ထားတယ်နော်အဲ့တော့ဒီ9ဒီ4နှလုံးပေါင်းခြင်း9ရယ်လို့ဖြစ်လို့6 4ပရိတ်ဒီ3ရက်အတွင်းဆိုတော့ကတဲ့36ကပရိတ်9တဲ့နော်6 4ပရိတ်ထဲကအဲ့တော့ဒီ3ဒီ4နှလုံးပေါင်း9ရယ်လို့ဖြစ်လို့9 2ပရိတ်ဒီ3ရက်အတွင်းဆိုတော့39ကပရိတ်2တဲ့နော်ဒီဘာကတော့ယူလို့မရပါဘူးလို့နော်ဒီမှာဗုဒ္ဓဖူးပိတ်ထားတယ်အဲ့တော့ဒါလေးကအရေးကြီးလို့ကျွန်တော်စစ်ပြနေတာပါအဲ့တော့ဒီ3ဒီ1နှလုံးပေါင်း4ရယ်လို့ဖြစ်လို့4ရဲ့ပါဝါ9 4 9ပရိတ်က3ရက်အတွင်းဆိုတော့ကအဲ့ဒီတပွဲပဲကျွန်တော်တို့ကြာတာပရိကိုရောက်ဖူးတာပါတဲ့အဲ့ဒီတပွဲရောက်ဖူးတယ်နော်4ရက်ထဲကိုရောက်သွားတာဒီတပွဲပဲရှိတယ်အဲ့တော့ကျွန်တော်တို့နောင်အပင်နေဆက်စစ်လိုက်ရအောင်နော်ဒီ2နှလုံးပေါင်းခြင်း4ရယ်လို့ဖြစ်လို့4 9ပရိတ်က3ရက်အတွင်းဆိုတော့31ကပရိတ်4 45ကပရိတ်9 68ကပရိတ်4တဲ့နော်အဲ့တော့ကျွန်တော်တို့ဒီ4ဒီ9နှလုံးပေါင်း1ရေလို့ဖြစ်လို့16ပရိတ်က3ရက်အတွင်းဆိုတော့51ကပရိတ်6 60ကပရိတ်6တဲ့အဲ့တော့ဒီ9ဒီ6နှလုံးပေါင်းခြင်း3ရေလို့ဖြစ်လို့38ပရိတ်က3ရက်အတွင်းဆိုတော့38ပရိတ်ထဲက99ကပရိတ်8တဲ့နော်38ပရိတ်ထဲကအဲ့တော့ဒီ9ဒီ1နှလုံးပေါင်း6ရေလို့ဖြစ်လို့6တစ်ပရိတ်က3ရက်အတွင်းဆိုတော့က6တစ်ပရိတ်ထဲက92ကပရိတ်1 42ကပရိတ်6တဲ့နော်အဲ့တော့ဒီ6ဒီ4နှလုံးပေါင်းခြင်း3ညရေလို့ဖြစ်လို့3ည5ပရိတ်က3ရက်အတွင်းဆိုတော့28က3ညပရိတ်တဲ့နော်အဲ့တော့ကျွန်တော်တို့ဒီ1ဒီ2နှလုံးပေါင်းခြင်း3ရက်လို့ဖြစ်လို့38ပရိတ်က3ရက်အတွင်းဆိုတော့က3ည8ကပရိတ်8တဲ့နော်အဲ့ဒီတော့ကတဲ့အဲ့ဒီတော့ကနော်ဆိုတော့ဒီခွန်ဒီ3နှလုံးပေါင်းခြင်း3ညရေလို့ဖြစ်လို့တဲ့နော်အဲ့တော့3ည5ပရိတ်ဒီတဲ့3ရက်အတွင်းဆိုတော့ကျွန်တော်တို့ဒီမှာအင်္ဂါပိတ်ထားလို့เนาะဒီကြာတာပရိတ်မှာ46လို့လာထွက်ထားပါလို့3ရက်အတွင်းเนาะပြောချင်တာကအဲ့တော့ကျွန်တော်ဒီဘက်ကိုနည်းနည်းလေးဆွဲလိုက်မယ်เนาะဆွဲလို့လည်းရပြီလို့ထင်ပါတယ်အဲ့တော့ဒီခွန်ဒီ9ပေါ့เนาะတနင်္လာနေ့မနက်စေးထိပ်စီးဗုဒ္ဓဖူးမနက်စေးထိပ်စီးပေါ့ဒီခွန်ဒီ9နှလုံးပေါင်း6ရေလို့ဖြစ်လို့6တစ်ပရိတ်က3ရက်အတွင်းဆိုတော့65ကပရိတ်1တဲ့89ကပရိတ်6ပေါ့เนาะ
အဲ့တော့ဒီ9ဒီ8နှလုံးပေါင်း3ရေလို့ဖြစ်လို့38 break က3ရက်အတွင်းဆိုတော့21က break 3 1ခွန်က break 8တဲ့ဒီ6ဒီ1နှလုံးပေါင်းချင်းခွန်ရေလို့ဖြစ်လို့ခွန်2 break က3ရက်အတွင်းဆိုတော့ကျွန်တော်တို့52က break ခွန်တဲ့နော်ပုံတစ်ခုမှထွက်တယ်နော်အဲ့တော့ကျွန်တော်ဒီနှစ်ဒီ9နှလုံးပေါင်းခွန်ရေလို့ဖြစ်လို့ခွန်2 break ဒီ3ရက်အတွင်းဆိုတော့20က break 2 3ညခွန်က break ခွန်တဲ့အဲ့တော့ဒီနှစ်ဒီ3ညနှလုံးပေါင်း2ရေလို့ဖြစ်လို့2ခွန် break က3ရက်အတွင်းဆိုတော့34က break ခွန်တဲ့ဒီမှာကတော့တနင်္လာပိတ်ထားလို့ယူလို့မရပါဘူးလို့ဒီပွဲကလည်းတနင်္လာအင်္ဂါပုဒ်တဖူ3ရက်ပိတ်တယ်နော်အဲ့တော့ကျွန်တော်တို့ဒီဘက်ကိုဆက်လိုက်ရအောင်တဲ့ဒီ9ဒီ9နှလုံးပေါင်းချင်း3ညရေလို့ဖြစ်လို့3ည9 break ဒီ3ရက်အတွင်းဆိုတော့3ည3ညဆိုပြီးတော့အင်္ဂါညနေမှာထွက်ခဲ့ပါတယ်တဲ့နော်အဲ့တော့ဒီ1ဒီ2နှလုံးပေါင်း3ရေလို့ဖြစ်လို့38 break ဒီ3ရက်အတွင်းဆိုတော့38 break ထဲက21က break 3ပါတဲ့နော်ဂျာတာပရိနေမှာထွက်တယ်ဘာကြောင့်ဂျာတာပရိရောက်တာလဲတနင်္လာပိတ်ထားလို့နော်အဲ့တော့ကျွန်တော်တို့နောက်တစ်ချက်တဲ့နော်ဒီ9ဒီ9နှလုံးပေါင်းချင်း3ညရေလို့ဖြစ်လို့တဲ့3ည9 break ဒီတဲ့3ရက်အတွင်းတဲ့နော်အဲ့တော့3ည9 break ကိုကျွန်တော်ဖန်ပြတာပထမကတစ်ချက်နှစ်ချက်3ချက်နော်အဲ့တော့9 3ည break တဲ့3ရက်အတွင်း3ရက်အတွင်းက9 3ည break တဲ့ဒါရက်ပြန်ချုပ်လိုက်တာနော်ဘာဖြစ်လို့လဲဆိုတော့ပထမကျွန်တော်ပြနေတဲ့9 3ည break တွေကရက်ချုပ်မသိဘူးနော်ရက်ချုပ်မရှိဘူးဒီမှာက9 3ည break တပွဲစား9 3ည break တပွဲစား9 3ည break တပွဲစားနဲ့ပြလာခဲ့တာအဲ့တော့ဒီ9 3ည break မှာကတော့3ရက်အတွင်းလို့ပြန်ချုပ်လိုက်ပါပြီလို့နော်အဲ့ဒီလိုပါမချုပ်နိုင်ရင်လည်းကျွန်တော်အကိုတွေအမတွေတစ်ပတ်လုံးလိုက်ရလို့သေးကုန်အကြီးရဲ့ပြီးတော့လည်းပြောချင်တာကဘယ်ရက်တူကြမှာလားရက်ရှည်မှာကြမှာလားဆိုတာကိုမသိတဲ့အခါကျတော့အကိုတို့အမတို့ကလေနဲ့ဆော့ရတာမဟုတ်ဘူးเนาะလေနဲ့ဆော့ရတာဆိုရင်တော့ပြဿနာမရှိဘူးပေါ့အဲ့ဒီခါကျတော့အကိုတို့အမတို့ဆော့ရမယ်ဆော့အားကိုကိုနိုင်တာကိုရွေးချယ်ပြီးတင်လို့ရတာပေါ့เนาะ3ရက်အတွင်းဆိုတော့6ချိန်မှာဆိုရင်ငါဘယ်လောက်နိုင်မလဲဆိုတာကိုကကိုခံမှန်းပြီးကစားလို့ရတာပေါ့ကဲဟုတ်ပြီကြိုက်တယ်ဆိုရင်လိုက်လက်မအသေးလေးတွေပေးဖို့လည်းမမေ့ပါနဲ့အောင်ပေါ့နော်နောက်တစ်ခုကကျွန်တော်မိသားစုဝင်တွေကိုလည်းကျွန်တော်ကြိုပြောအောင်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါလူစုံလုံးပြောရတာကြံခဲ့တဲ့ပွဲကကျွန်တော်ပြခဲ့တယ်3လကိုပဲတီတီပြပွဲမရှိတဲ့မွေးကနန်းနော်ဒီတစ်ပတ်ပေးမှာအဲ့ဒီမွေးကနန်းမဟုတ်ဘူးလို့နော်တခါတည်းကြိုပြောထားတယ်နော်မဟုတ်ဘူးပြကြတော့လူတိုက်ရိုက်ရက်ဒါပဲပေးမှလားမသိဘူးပေါ့နော်အစင်အလားဆိုတာရှိပါတယ်မွေးကနန်းတို့အမည်ဒီအစင်အလားနဲ့လိုက်ပြီးရွေးချယ်ကောက်နှုတ်ပြီးတော့လောက်ရတဲ့အလုပ်တွေပါတခါတည်းပုံတင်မှတ်ထားလို့မရပါဘူးเนาะအဲ့တော့ဒီပွဲကျွန်တော်ပေးမှဒီဘာနဲ့ပေးပြီးဘာနဲ့ပွဲထွက်လာမလဲဆိုတာလေးကိုလည်းစောင့်မျှော်စေခြင်းသေးတယ်ပေါ့เนาะအခုကျွန်တော် line ပေါ်မှာပြတဲ့ကဏ္ဍတွေကလည်းမပါပါဘူးတခါတည်းကြိုပြောလိုက်တာပါเนาะဓာတ်ထက် line ပေါ်မှာပြတာထက်ကောင်းတာကိုကျွန်တော်ရွေးချယ်ထားတာပါပွင့်ပွင့်လင်းလင်းပဲပြောတာပါဒီစကားကိုအဲ့တော့ကဲဟုတ်ပါပြီဘာကြောင့်လဲဆိုတော့အဖွဲ့ဝင်ဆိုတာကျွန်တော်ထမင်းရှင်မှလို့ကျွန်တော်ဒီလိုပဲရွေးချယ်ထားရတာပါเนาะကဲအဲ့တော့ဆက်လိုက်ကြပါအောင်ဆိုတဲ့ကျွန်တော်တို့เนาะအဲ့တော့ကျွန်တော်တို့ကကနန်းလေးတွေတွားလိုက်ရအောင်တဲ့အရင်ဆုံး9 3ည break ကိုဟူးမကျော်တဲ့ကကနန်းလေးအရင်တွားလိုက်မယ်เนาะအဲ့တော့ကကနန်းကိုတိတိကျကျစနစ်လေးတွေကတော့ရိုက်ထုတ်ရတာတော့နည်းနည်းကြက်တဲတာပေါ့ဗျာเนาะအဲ့ဒီတော့တဲ့အရင်ဆုံးတွားကျင်တာကဘာကိုတွားကျင်လဲဆိုရင်တဲ့เนาะအဲ့တော့1လ2လ3လပေါ့เนาะဒီမွေးကနန်းကလည်းဒီပွဲပြည့်တော်မယ်ဆိုရင်3လပြည့်တော်မှာပါလို့เนาะအဲ့တော့ကဲဟုတ်ပြီတဲ့ဆိုတော့ကကပ်ပင်ကိုပြောတာเนาะဒီမွေးကနန်း3လပြည့်တော့မယ်ဆိုတာကပ်ပင်ကိုပြောတာဒီခွန်ဒီကိုနှလုံးပေါင်းချင်း6ရေလို့ဖြစ်လို့6ရေပါဝါ1ဒီပရိတ်လို့ဒီပွဲထဲမှာဆိုလိုက်တဲ့အချိန်မှာတဲ့เนาะအဲ့တော့ကျွန်တော်ဟောဒီမှာရှိတဲ့တနင်္လာနေ့မနက်ဈေးက9အပိတ်တနင်္လာညနေဈေးက1ထိပ်ဒီ9ဒီ1နှလုံးပေါင်းချင်းဒီ3ညရတယ်เนาะသူ့ကိုကြတော့3ညရဲ့ပါဝါလို့မယူပါဘူး3ညရဲ့နက်ခတ်ခွန်လို့ပြန်ယူပါမယ်เนาะ3ညရဲ့နက်ခတ်ခွန်3ညခွန်ထီတော့6တစ်ပရိတ်တဲ့ဒီပွဲထဲမှာတစ်မျိုးထွက်ရမယ်ဆိုတော့က3ညခွန်ထီတဲ့6တစ်ပရိတ်ထဲက3ည6ဒီ3ညခွန်ထီ sorry เนาะဗုဒ္ဓဖူးနောက်ရောက်သွားတယ်မဟုတ်ဘူးဒီဟာကိုယူရမှာเนาะဒီ89 3ညခွန်ထီတဲ့6တစ်ပရိတ်ထဲက89ဒီဗုဒ္ဓဖူးမကြော်ဘူးเนาะ3ရက်အတွင်းเนาะ3ရက်အတွင်းထဲမှာ89လို့ထွက်ခဲ့ပါတယ်တဲ့ဒီ3ည6ကိုမေ့လိုက်ခဏအဲ့တော့ဒီ9ဒီ8နှလုံးပေါင်း3ရေလို့ဖြစ်လို့3ရေပါဝါ8 38အားဟုတ်တယ်38ကပရိတ်တဲ့နော်
အဲ့တော့ကျွန်တော်တို့ဒီမှာတနင်္လာမနေ့ဈေးက1အပိတ်တနင်္လာညနေဈေးကခွန်ထိတ်1ခွန်နှလုံးပေါင်းခြင်း8ရယ်လို့ဖြစ်လို့8ရဲ့နှစ်ခတ်1နော်8 1ထိတဲ့3 8ပရိတ်တဲ့အဲ့ဒါဆိုတော့21ဒီ8 1ထိပါတယ်ပရိတ်3ပါ1ခွန်ဒီ8 1ထိပါတယ်ပရိတ်8ပါလို့3ရဲ့အတွင်းပဲနော်အဲ့တော့ဒီ6ဒီ1နှလုံးပေါင်းခွန်ရယ်လို့ဖြစ်လို့တဲ့ခွန်နှစ်ကပရိတ်တဲ့ဒီပွဲထဲမှာနော်3ရဲ့အတွင်းခွန်နှစ်ကပရိတ်ဒီ1ဒီ2နှလုံးပေါင်း3ရယ်လို့ဖြစ်လို့3ရဲ့နှစ်ခန့်5 3 5ထိတော့ခွန်နှစ်ပရိတ်တဲ့3 5ထိတော့ခွန်နှစ်ပရိတ်ဆိုရင်5နဲ့2ဒီ3ရဲ့အတွင်းထဲမှာ3 5ထိပါတယ်ပရိတ်ကခွန်ပါလို့နော်ခွန်နှစ်ပရိတ်ထဲကပရိတ်ခွန်အဲ့ဒီတော့ကတဲ့တူတူသွားကြပါစို့ဒါကိုတွက်ပြနေရင်ကျွန်တော်မိနစ်40ကျော်တော့မယ်နော်အဲ့တော့အကျော်မခံချင်ဘူးကျွန်တော်အကူတွေအမတွေလည်းလွယ်လေးကြည့်လို့ရတာမဟုတ်ဘူးနော်အဲ့တော့လိုက်လက်မအားကတော့အတော်လေးအားနေတယ်လို့နော်ဘာဖြစ်လို့လဲဆိုတော့မကြိုက်ပဲမကြိုက်သေးလို့လားကဲကြိုက်တဲ့အထီတော့ပြပါမယ်လို့နော်အဲ့တော့ကျွန်တော်တို့ဒီပွဲကိုကြည့်ကြပါစို့တဲ့ဒီပွဲကနေစလိုက်ပြန်စလိုက်မယ်နော်ဒီ1ဒီ3နှလုံးပေါင်းခြင်း3ဒီ1ဒီ2နှလုံးပေါင်းခြင်း3ရယ်လို့ဖြစ်လို့3ရဲ့ပါဝါ8 3 8ကပရိတ်တဲ့ကြော်ပြလိုက်တာနော်ကြားလေကောင်ကဟာတွေကိုကြာလို့အဲ့တော့ကျွန်တော်တို့ဒီ3ဒီ3ပေါ့နော်နှလုံးပေါင်းခြင်းဒီ6ရယ်လို့ဖြစ်လို့6ရဲ့နှစ်ခတ်9 6 9ထိတဲ့3 8ပရိတ်တဲ့အဲ့တော့ကျွန်တော်တို့6 9ထိတဲ့3 8ပရိတ်ဆိုရင်တော့တဲ့ကျွန်တော်တို့ဒီပွဲမှာကတော့20နဲ့6ဆိုပြီးတော့နောက်ကိုနည်းနည်းရောက်ခဲ့ပါတယ်တဲ့နော်သူကတော့မွေးခနန်းကနောက်ကိုရောက်တယ်ပရိတ်ကတော့မရောက်ဘူးနော်3 8ပရိတ်ဒီမှာ21ရှိတယ်အဲ့တော့ကျွန်တော်တို့စဉ်းစားလိုက်ရအောင်တဲ့နောက်တစ်ချက်ပေါ့နော်ဒီ9နှလုံးပေါင်းခြင်း3ညရယ်လို့ဖြစ်လို့ဒီပွဲထဲမှာ3ည9က3ရဲ့အတွင်းပရိတ်တဲ့နော်အဲ့ဒီ3ည9ပရိတ်ကိုဒီ6ဒီ9နှလုံးပေါင်းခြင်း9ရယ်လို့ဖြစ်လို့9 3ထိတဲ့3ည9ပရိတ်တဲ့အဲ့တော့9 3ထိတဲ့3ည9ပရိတ်ဆိုတခါတည်းတန်ပြီးရေးလိုက်ပါမယ်နော်9တလုံးနဲ့3ည9ပရိတ်ဖြစ်ဖို့ဆိုရင်3ညပရိတ်က9 9ပရိတ်က90တဲ့နော်အဲ့တော့3တလုံးနဲ့3ည9ပရိတ်ဖြစ်ဖို့ဆိုရင်39နဲ့32တဲ့9 3ထိတော့3ည9ပရိတ်ကိုနော်9 3ထိတဲ့3ည9ပရိတ်ဆိုရင်9 9 50 3ခွန်3နှစ်တဲ့ဒါလေးတွေကလည်းတကွက်ထွက်ဖို့ရှိပါတယ်တဲ့နော်အဲ့တော့ဒါရင်ပြီးပြီလားလူတရရေးဆိုတော့မဟုတ်သေးဘူးလို့ခဏလေးတော့စောင့်အောင်လို့နော်နောက်တစ်ချက်တဲ့ကျွန်တော်တို့ထပ်ပြီးစဉ်းစားရမယ့်အချက်တစ်ချက်ရှိပါတယ်တဲ့နော်အဲ့တော့ကျွန်တော်တို့ဒီတရွက်ကိုခဏလေးဖယ်လိုက်မယ်နော်ဆွမ်းနာကျွန်တော်ပြခဲ့တဲ့ဗရိတ်ငယ်ပေါ့ဒီအရွက်ထဲမှာပြရင်လည်းရတယ်ရှုပ်မှာဆိုလို့ကျွန်တော်မပြတော့တာနော်ရှားပါတယ်ဗျာဒီအရွက်နဲ့ပဲအကိုတို့အမတို့ရှုပ်မှာဆိုလို့ကျွန်တော်နောက်တစ်ရွက်ပြောင်းလိုက်ရင်သဘောမပေါက်တော့မှာဆိုလို့နော်နောက်တစ်မျိုးလာပါမယ်တဲ့9 3ညဗရိတ်ထဲကနောက်တစ်မျိုးဆွမ်းနာကျွန်တော်ပြထားတာပါနော်အင်္ဂါနေ့ညနေစီကနန်းနှလုံးပေါင်းခြင်းရဲ့ပါဝါစုံဒီနောက်ပွဲမှာဗရိတ်လို့ကျွန်တော်ပြောခဲ့တယ်နော်ဒီ1ဒီ3ညနှလုံးပေါင်း1ရယ်လို့ဖြစ်လို့တဲ့1ရဲ့ပါဝါက6 6ကဗရိတ်တဲ့ဒီပွဲထဲမှာနော်သူကတော့ဘယ်နှလားရှိပြီလဲ1လ2လ3လ4လခကြီးပေါ့နော်4လခကြီးသွားမှာသူကလည်းမပေါ့ဘူးဒါကြောင့်ထုတ်ပြတာနော်အဲ့တော့ကျွန်တော်တို့16ဗရိတ်လို့ဆိုလိုက်တဲ့အချိန်မှာတဲ့သူ့အဲ့တော့အင်္ဂါနေ့ညနေစီနောက်ပိတ်ကြာသာပရိညနေစီနောက်ပိတ်ဒီ3ညဒီ8နှလုံးပေါင်းခြင်းဒီ8တဲ့8ရဲ့နှစ်ခတ်1တဲ့သူကလည်းနှစ်ခတ်ကိုပဲယူတာနော်အဲ့တော့8 1ထီတော့16ပရိတ်တဲ့8 1ထီတဲ့16ပရိတ်ဆိုရင်8 8ဒီပရိတ်6ပါတဲ့နော်အဲ့တော့ကျွန်တော်တို့ဒီကိုတစ်ချက်လောက်သွားလိုက်ရအောင်တဲ့ဒီလေးဒီ1နှလုံးပေါင်းခြင်း9ရယ်လို့ဖြစ်လို့တဲ့နော်9ရဲ့ပါဝါ3ည9 3ညကပရိတ်တဲ့ဒီပွဲထဲမှာနော်အဲ့တော့ကျွန်တော်ဒီ1ဒီ2နှလုံးပေါင်းခြင်း3ရယ်လို့ဖြစ်လို့3ရဲ့နှစ်ခန့်9 3 5ထိတဲ့9 3ညပရိတ်တဲ့3 5ထိတဲ့9 3ညပရိတ်ဆိုရင်50ဆိုတဲ့ကဏ္ဍဒီ3 5ထိပါတယ်9 3ညပရိတ်ထဲကပရိတ်9ပါလို့နော်အဲ့တော့သူကဘယ်နှပွဲရှိမလဲဆိုရင်1ပွဲ2ပွဲ3ပွဲ4ဘက်ဆိုတော့4လပေါ့နော်1လ2လ3လ4လတိတိပြပွဲမရှိပါဘူးကြားလဲကောင်မှပြန်တွက်ကြည့်ပါအဲ့တော့ကျွန်တော်တို့ဒီပွဲကိုတွက်ပြမယ်တဲ့တွက်တဲ့အခါကျတော့အင်္ဂါနေ့ညနေဈေးမှာ69လို့ထွက်ချင်းကြောင့်နှလုံးပေါင်းခြင်း9ဖြစ်လို့9 3ညကပရိတ်တဲ့နော်အဲ့တော့ကျွန်တော်တို့အင်္ဂါညနေဈေးက9အပိတ်ဟောဒီကကြာသာပရိညနေဈေးက1အပိတ်9 1နှလုံးပေါင်းခြင်း3ညရယ်လို့ဖြစ်လို့3ညနှစ်ခတ်ခွန်3ညခွန်ထိတဲ့3ည9ပရိတ်တဲ့နော်3ညခွန်ထိတဲ့9 3ညပရိတ်အဲ့တော့3ညခွန်ထိတဲ့9 3ညပရိတ်ပြီးတော့မှပဲကျွန်တော်ရေးပေးမယ်ပေါ့နော်3ညခွန်ထိတဲ့9 3ညပရိတ်9 9အပူနဲ့ကိုက်နေတယ်တဲ့
ကဲအဲ့တော့တဲ့နှစ်ပယ်ရှင်းတွေဒုက္ခပေးနေတယ်နော်တဲ့အရန်လှပြီးနာတယ်ဗျာတဲ့နှစ်ပယ်ရှင်းတွေတကယ်ရတော့လေရခဲ့ပါတယ်လို့နော်ကျွန်တော်နှစ်ပယ်တောင်မဟုတ်ဘူး3ပယ်4ပယ်အထိရှင်းပြတဲ့ဟာတွေရှိပါတယ်နော်ရှိတဲ့လက်10ချောင်းစလုံးနဲ့နှိပ်ထားပါတယ်တဲ့မဟေတာဖြစ်မယ်လို့နော်မဟေတာတို့ကတော့လှုပ်ချလိုက်ပြန်ပြီလက်10ချောင်းစလုံးနဲ့တော့နှိပ်တယ်ကျေးဇူးတင်လိုက်တာဗျာလို့ပြောပါတယ်နော်ကျေးဇူးကပါပဲအဲ့တော့မနှိပ်တဲ့သူလည်းတင်ပါတယ်ကျေးဇူးနှိပ်တဲ့သူလည်းတင်ပါတယ်သူမနှိပ်တတ်လို့မနှိပ်တာအပြစ်မပြောပါဘူးနော်မှန်လေးကိုလက်နဲ့2ချက်တောက်ရင်ဒါလိုက်ပေးလိုက်တာပါပဲပေါ့ဘာပဲဖြစ်ဖြစ်ဒီရက်ထဲမှာတော့လိုက်လက်မအသေးရအတော့ကိုအားနေပါတယ်နော်ကဲအဲ့တော့ကျွန်တော်မွေးကနန်းချုပ်ထားတာတော့အဲ့လောက်တော့ရှိတယ်ပေါ့နော်ဆိုတော့တားထက်ကောင်းတာတွေကတော့ကျွန်တော်အဖွဲ့ဝင်တွေကိုပေးရအောင်မှမလို့မပြပါရစေနဲ့လို့နော်အဖွဲ့ဝင်တွေအတွက်ကတော့2ကွက်သေးပါလို့နော်ဘူးမကျော်မွေးကနန်း2ကွက်အဲ့ဒီမှာမှပတ်တိကြိုက်တဲ့သူတွေကကစားလို့ရအောင်ဆိုပြီးကျွန်တော်ဘူးမကျော်ပတ်တိတစ်လုံးလေးထည့်ပေးထားပါတယ်လို့နော်မွေးမိသားစုဝင်တွေအတွက်ကိုပြောတာပါအဲ့တော့ဘာပဲဖြစ်ဖြစ်ပေါ့မွေးရဘယ်နှကွက်ပေးလဲတဲ့2ကွက်ပေးတာပါလို့နော်2ကွက်ပေးတာပါအဲ့တော့ကဲဟုတ်ပါပြီကြံခဲ့တဲ့ပွဲကကျွန်တော်ပေးခဲ့တဲ့ခြိုက်နဲ့မွေးကနန်းမဟုတ်ဘူးနော်ကြိုပြောထားတယ်မကြိုက်ရင်လည်းလာမယူနဲ့အခုသဘောကြံခဲ့တဲ့ပွဲရဟာကိုပဲကြိုက်ပါတယ်ဆိုလို့အဲ့ဒါကိုပဲမွေးခြင်းနဲ့ဆိုရင်မွေးမိမိတို့သဘောနော်ထွက်ချင်းမထွက်ချင်းကျွန်တော်မပြောတတ်ဘူးသို့တော့ကျွန်တော်အခုပေးမှာတော့အတ္တာထက်ကောင်းကောင်းလေးရွေးချယ်ထားတဲ့စနစ်နဲ့ပေးမယ်နော်2ကွက်ပဲအဲ့တော့ကဲဟုတ်ပြီတဲ့လာမယ့်ပွဲကကျွန်တော်တို့18ရက်ကစတယ်နော်18ရက်ကစတယ်တဲ့သူကတော့ဟူးမကျော်ဆိုတော့ဟူးမကျော်အတိုင်းပဲထုံးစံအတိုင်းပဲကျွန်တော်ရေးပေးမယ်နော်18ရက်မှာတဲ့18 19 20ဆိုတော့ဗုဒ္ဓဖူးပေါ့နော်အဲ့တော့မိုက်ကန်ကန်ပဲချမယ်ဒါကတော့ဟူးမကျော်နိုင်ဘူးနော်20အထိပေါ့18ရက်မှာ20အထိတဲ့ဟူးမကျော်ဟူးမကျော်ပရိတ်ကတဲ့9-3 ညပရိတ်နော်ဘာဖြစ်လို့ပရိတ်ကိုပြတာလဲလုံးမိုင်ကိုမပြဘဲနဲ့ဆိုရင်ပရိတ်ကတဲ့2မျိုးလိုက်တာနော်2မျိုးလိုက်တဲ့အထဲထဲမှာမှခိုင်းပါတယ်ထင်ရင်လိုက်ရတာကောင်းတယ်ဘာကြောင့်လဲလို့ဆိုတော့ကသူကကနန်းတစ်လုံးထက်စားရင်တကွက်ပဲပိုများတယ်ပရိတ်2မျိုးလိုက်တာကတကွက်ပဲပိုများတယ်နော်ပိုပြီးတော့ကြာအားသားတယ်ပွင့်ပွင့်လင်းလင်းပြောပြတာအဲ့တော့သဘောရှိမိမိတို့ကြိုက်တာကိုကစားလို့ရအောင်ပြောပြတာနော်အဲ့တော့ break က9-3 ည break 9-3 ည break ထဲမှာမှကျွန်တော်ပေးတာဒီဥမကျော်မွေးခွက်ကပါလဲဆိုရင်မွေးခွက်ပေးမယ်နော်မွေးခွက်ကတော့2မျိုးပေါ့ဗျာမွေးခွက်ထဲမှာကပထမတစ်မျိုးက9 50 3 ခွန်ပေါ့နော်ဒါအားမယ်နော်မအားတာတော့ကိုအကြောင်းနဲ့ကိုအဲ့တော့9ကတော့အားစရာမလိုဘူးပေါ့နောက်တစ်မျိုးကဘာလဲဆိုတော့ကျွန်တော်တို့3ညခွန်ထိတဲ့3ည5ပရိတ်တဲ့ဆိုတော့နောက်တစ်မျိုးကလည်းဒီတိုင်းပဲပေါ့နော်3ည5ပရိတ်ကိုပဲထပ်ယူထားတာနော်မရှင်းပါဆိုလို့ပြောတာပရိတ်ကတော့9-3 ညပရိတ်ပဲအဲ့တော့နောက်တစ်မျိုးကတော့မထွက်ဘူးလားထွက်နေတာပဲနော်ထွက်နေလို့2မျိုးလုံးပေးထားတာလာမယ်ပွဲမှာ9-3 ညပရိတ်မြူးနိုင်ချေရှိတယ်လို့လည်းပြောခြင်းတယ်နော်အဲ့တော့3ညခွန်ထိတဲ့3ည5ပရိတ်ဆိုလို့ရှိရင်3ည3ည3ည5အဲ့တော့ကျွန်တော်တို့ကဘာထပ်သွားပြီလေ50တကွက်ထပ်သွားပါပြီလို့တစ်ချက်မှတ်ထားနော်အကွက်ကြီးကတအားမများဘူး2မျိုးပေါင်းတာကိုတအားမများဘူးမများလို့ကျွန်တော်2မျိုးစလုံးထုတ်ပြတာအဲ့တော့နောက်တစ်ခုကဘာလဲခွန်ထိရမယ်ဆိုတော့ကကျွန်တော်တို့ကခွန်3က3ညပရိတ်ခွန်8က5ပရိတ်တဲ့နော်အဲ့တော့ဒါလည်းအားရမယ်အဲ့ဒီမှာလည်းခွန်3နဲ့ခွန်8မှာကဘာထပ်လဲဒီခွန်3ဒီခွန်3ထပ်တယ်နော်ထပ်ကွက်က2ကွက်ရှိတယ်အဲ့တော့ကျွန်တော်တို့ကဘယ်နှကွက်ရှိလဲဆိုရင်တဲ့နော်အပူးက2ကွက်ပါသေးတယ်မလှည့်ရတဲ့ကနန်းကနော်ဘလို့ပဲဖြစ်ဖြစ်တွက်ချင်တယ်လို့တွက်အကွက်တွေကျွန်တော်အများကြီးထားဘူးနော်ကျွန်တော်အကူတွေအမတွေအပြင်ကအကူတွေအမတွေနာလုံးလို့ဒီပွဲမှာကျွန်တော်အကောင်းဆုံးရွေးချယ်ပေးထားတယ်အဲ့တော့ကျွန်တော်ရှိကိုမိသားစုဝင်ဖြစ်မွေးကနန်း2ကွက်ကိုလိုချင်လို့ဝင်ပါတယ်ဆိုတဲ့အကူတွေအမတွေဟူးမကျော်မွေးကနန်း2ကွက်ကိုလိုချင်တယ်ဆိုရင်လည်းကျွန်တော်လိပ်စာပေးခဲ့မယ်လို့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်လူတရတို့ကတော့အမြဲတမ်းပြောပါတယ်နော်
လူတရတို့မောင်မောင်ခေါ်တော့ဗျာထူးပါအောင်ကျော်ခေါ်မှဗျာမထူးပါနဲ့အမြဲတမ်းပြောတယ်နော်အဲ့တော့လာမယ့်ပွဲမှာလည်းတကယ်ကောင်းသေးလို့မွေးကနန်းကတကယ်ကြိုက်လို့တကယ်ကောင်းလို့ကျွန်တော်ပြောတာကြိုက်မှလာပါမကြိုက်ရင်မိမိသဘောပါနော်အဲ့တော့ကဲဟုတ်ပါပြီဗျနော်အဲ့တော့ကြည့်ရှုအားပေးနေတော့အကူအမများအားလုံးပဲပေါ့နော်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးရင်းနဲ့ကျွန်တော်ရဲ့ live လွှင့်ပြသမှုကိုဒီမှာရင်အဆုံးသတ်ခဲ့ပါတယ်ဗျအားလုံးပဲလာမယ့်ပွဲမှာလည်းအဆင်ပြေကြပါစေအောင်မြင်ကြပါစေလို့ဆုတောင်းပေးပါတယ်ဗျနော်